သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်တော်သင်လာပြီကျော်9ရက်2014ခုနှစ်စက်တင်ဘာလ18ရက်ပါဠိတိုင်းဒေသကြီးချိုင်းသာသံမြို့နယ်82လမ်း19 30လမ်းကြားဓမ္မမန္တအတွင်းဝယ်တတိယအကြိမ်မြောက်ဆင်းကျင်းပပြုလုပ်အပ်သည့်ဘုရားသုံးစုမြတ်စွာဘုရားဗုဒ္ဓပူဇနီယပွဲတော်အကျိုးဓမ္မသဘင်အခမ်းအနား၌မန္တလေးမြို့ကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီးဥယျုံစိန်အာရီချူရည်စူး၍စနီးတော်ကြာကြာနှင့်သာသမီများစိန်ရတအထည်ဆိုင်မိသားစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလူနှင့်စကားတတိထားအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးတပင်ခန္ဓာကိုယ်ရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိတိယမြာစွာတတ္တဝါဤသန္နာစီပါလူလာတောင်းတဂုံပေါင်းခါသဖြင့်နာသမိညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုချက်တိထဝေငါတဲ့အစုအလုံးခဲရင်တော်မူသောကိုကရွန်တော်ဘုရားဖြစ်ရန်ရည်တံကြိုးကုပ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပေမှန်ခြင်းတို့ကတောဘဝတဏ္ဍကျိဖများစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတဝါများယဝေတာကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီပါလူလာတောင်းတဂုံပေါင်းခါသဖြင့်နာသမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလူနဲ့စကားတတိထားစကားပြောလို့ရှိရင်စကားကောင်းတိုင်းစကားကောင်းမဖြစ်ဘူးတဲ့ကောင်းတဲ့စကားပြောပြီမဲ့လို့မကောင်းတဲ့စကားဖြစ်သွားတတ်သေးတယ်ဒါကြောင့်မို့စကားပြောပြီဆိုတဲ့အခါသို့မဟုတ်တရားဟောပြီဆိုတဲ့အခါပုဂ္ဂိုလ်ရွေးချယ်ပြီးတော့ပြောရလူတိုင်းကိုပြောတဲ့စကားကောင်းဟာစကားကောင်းမဖြစ်ဘူးလို့မြတ်စွာဘုရားတတိပေးဆုံးမတဲ့အနေနဲ့သုတ်တန်တစ်ခုကိုဟောကြားထားတာရှိတယ်ပေါ့အဲ့ဒီသုတ်တန်ကိုဒုက္ခထာသုတ်တန်စကားကောင်းမဖြစ်ဘူးလို့ကောင်းတဲ့စကားပင်ဖြစ်စေကမူပုဂ္ဂိုလ်နဲ့အဝင်ခွင်ကြမဖြစ်ဘူးဆိုရင်စကားကောင်းမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့လူရဲ့အခြေအနေကိုကြည့်ပြီးတော့စကားကောင်းတော်မှပုဂ္ဂိုလ်နဲ့လိုက်အောင်နားထောင်သူနဲ့လိုက်အောင်ပြောနိုင်မှစကားကောင်းလို့
ဒီလိုသတ်မှတ်တာဒါလည်းလူလောကမှာနေစဉ်နဲ့ပြောဆိုဆက်ဆံနေကြတော့မိမိပြောတဲ့စကားရဲ့အောင်မြင်မှုထိရောက်မှုအကျိုးသက်ရောက်မှုရှိအောင်ဘယ်လိုစကားမျိုးကိုဘယ်လိုပုဂ္ဂိုလ်ကြဘယ်လိုစကားမျိုးကိုပြောသင့်တယ်ဆိုတာမှတ်သားသင့်တာပေါ့လောကလူတွေဟာတဦးနဲ့တူဆက်ဆံတဲ့အခါမှာအပြောနဲ့ဆက်ဆံကြရတာများအဲ့တော့အပြောနဲ့ဆက်ဆံကြရတဲ့အခါမှာမြတ်စွာဘုရားကအပြောနဲ့ပတ်သက်ပြီးတော့လည်းပဲစိကံချက်ထားဖို့ဆိုတာသွန်သင်ဆုံးမဩဝါဒပေးထားတာရှိတယ်မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာဘုရားသွန်သင်ဆုံးမချက်တွေကိုရရှိဖို့အတွက်ကိုးကွယ်ရမြတ်စွာဘုရားရဲ့ချီးမြှင့်မဆာမှုကိုခံယူလို့၍ကိုးကွယ်ကြတာမဟုတ်ဘူးတကုရှင်ရဲ့ချီးမြှင့်မဆာမှုကိုခံယူလို့၍ကိုးကွယ်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမပြောတဲ့နာနဲ့မပြောတဲ့နာခွဲခြားသိဖို့အတွက်မြတ်စွာဘုရားကိုကိုးကွယ်ကြအဲ့တော့စကားအရာနဲ့ပတ်သက်လာလို့ရှိရင်အင်မတန်မှအရေးကြီးတယ်စကားပြောပြီးဆိုလို့ရှိရင်မာနကိုပြောဖို့လိုတယ်ဟုတ်တာကိုပြောဖို့လိုတယ်ပြောတဲ့အခါမှာလည်းပဲအချိန်ကိုက်ပြောဖို့လိုတယ်တင့်တော်တဲ့အချိန်မှပြောဖို့လိုတယ်မတင့်တော်တဲ့အချိန်မှမပြောသင့်ဘူးပြောတဲ့ဆိုတဲ့အချိန်မှလည်းယဉ်ကျေးသိမ်မွေ့စွာပြောဖို့လိုတယ်ဒေါသနဲ့မပြောသင့်ဘူးရိုင်းဆိုင်စွာမပြောသင့်ဘူးဆိုတဲ့မြတ်စွာဘုရားရဲ့ဆုံးမတဲ့အချက်တွေလူချင်းဆက်ဆံတဲ့အခါမှာအမြဲတမ်းအရေးပါတယ်လို့မိသားစုအတွင်းမှာတော့မှမိဘနဲ့သားသမီးညီကိုမောင်နှမအချင်းချင်းမိတ်ဆွေတင်ကအချင်းချင်းအပြောမတတ်အဆိုမတတ်ဘူးဆိုလို့ရှိရင်လူမုန်းခံရတတ်တယ်ပေါ့ဒါကြောင့်မို့ပြောတတ်ဆိုတတ်ဖို့လိမ္မာရေးချရှိဖို့တဦးနဲ့တူဆက်သွယ်တဲ့အခါမှာအပြောဆိုနဲ့ဆက်သွယ်ရတာဖြစ်သောကြောင့်သက်စွာဘုရားရဲ့အဆုံးအမကိုသိရှိပြီးလို့ရှိရင်စကားအရာမှာလိမ္မာရေးချရှိသူဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားအားထုတ်ကြရတာဖြစ်တယ်မပြောတဲ့စကားလို့ဆိုတာကိုမြတ်စွာဘုရားကမမှန်မကန်တဲ့အကြောင်းအရာတွေမပြောသင့်ဘူးမှန်ကန်တဲ့အကြောင်းအရာကိုသာပြောသင့်တယ်ဒါကတစ်ချက်တုံးတူကွဲသွားအောင်မတက်အောင်ခုံးတိုက်တဲ့စကားမျိုးတွေကိုမပြောသင့်ဘူးအချင်းချင်းညီညွတ်သွားအောင်စီလုံးသွားအောင်မပြောသင့်တယ်ဒါကတစ်ခုစံတန်ရိုင်းကြတဲ့စကားမျိုးကိုမသုံးသင့်ဘူးယဉ်ကျေးသိမ်မွေ့စွာတစ်ဖက်သားနဝင်ချိုတဲ့စကားမျိုးကိုသာလိမ္မာယဉ်ကျေးစွာပြောသင့်တယ်ဒါအတစ်ခုစကားပြောပြီဆိုရင်ကောင်းကျိုးချမ်းသာအကျိုးစီးပွားကိုဖြတ်လို့ဖြည့်ဆည်းဖြစ်တဲ့စကားမျိုးကိုမပြောသင့်ဘူးတဲ့အကျိုးပြုတဲ့စကားမျိုးကိုသာပြောသင့်တယ်ဟောဒါကတစ်ခုစကားအရာရှောင်တဲ့နာနဲ့ဆောင်တဲ့နာဆိုပြီးတော့ရသော်ဗျာဒီလိုခွဲခြားပြီးတော့ဟောထားရှိအဲ့ဒီခွဲခြားဟောထားချက်အတိုင်းလည်းပဲရှောင်တဲ့နာကိုရှောင်ပြီးတော့လှုပ်တဲ့နာကိုလှုပ်ဖို့အရေးကြီးတယ်လူဘဝလူလောကရောက်လာတဲ့အခါအသိဉာဏ်နဲ့နေထိုင်တဲ့လူသားဖြစ်ဖို့အရေးကြီးအမတ်တမဲ့နေထိုင်ခြင်းအဖြစ်အသိဉာဏ်ကင်းမဲ့စွာပြောဆိုခြင်းအဖြစ်မိမိပြောတဲ့စကားဟာထိရောက်မှုမရှိဘူးအကျိုးသက်ရောက်မှုကောင်းတဲ့အကျိုးသက်ရောက်မှုမရှိဘူးဆိုတာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီကနေ့ဟောမယ့်မြတ်စွာဘုရားရဲ့လူနဲ့စကားတတိထားဆိုတာဒီသုတ္တံမှာပါတဲ့ဆုံးမသွန်သင်ချက်လေးတွေဟာအင်မတန်မှမှတ်သားစရာကောင်းတယ်နောက်တစ်ခုကျတော့စကားကောင်းမယ်ဖြစ်စေကမူလိုက်နာကျင့်သုံးတဲ့စကားလုံးနဲ့လိုက်နာကျင့်သုံးမှုမပြုတဲ့စကားဆိုပြီးတော့နှစ်ခုရှိသေးတယ်ဆရာမိဘတွေကမိမိတို့ရဲ့တပည့်သားသမီးတွေကိုဆုံးမဩဝါဒပေးကြတယ်လမ်းညွှန်မှုပြုကြအဲဒီလိုလမ်းညွှန်မှုပြုတဲ့အခါမှာလိုက်နာသူရှိတယ်လို့မလိုက်နာသူလည်းရှိတယ်
လိုက်နာလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရပြီးတော့မလိုက်နာဘူးဆိုရင်အကျိုးဖြစ်ထွန်းမှုရှိမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမလည်းထို့တူပဲမြတ်စွာဘုရားကတော့တရားတွေရဲ့အကျိုးကိုလိုလားလို့အကျိုးရှိရာကျိုးရှိကြောင်းဆုံးမဩဝါဒကိုဟောကြားဆုံးမတော်မူခဲ့တာဖြစ်တယ်သို့တော်ဘုရားဆုံးမကိုလိုက်နာတဲ့ပုဂ္ဂိုလ်ရှိတယ်လို့မလိုက်နာတဲ့ပုဂ္ဂိုလ်လည်းရှိတယ်လိုက်နာတဲ့ပုဂ္ဂိုလ်မှာကောင်းကျိုးချမ်းသာတွေရပြီးမလိုက်နာတဲ့ပုဂ္ဂိုလ်ကျတော့ကောင်းကျိုးချမ်းသာတွေမရဘူးတဲ့အဲဒီတော့ဘုန်းကြီးတို့တွေကမြတ်စွာဘုရားအဆုံးအမကိုတို့တွေလိုက်နာမယ်ဆိုတဲ့ခံယူချက်ထားဖို့လိုအဲ့လိုခံယူချက်မထားရင်ဘလောက်တန်ဖိုးရှိတဲ့စကားပဲဖြစ်ဖြစ်လိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင်ကျိုးသက်ရောက်မှုကမဖြစ်နိုင်သည့်အတွက်ကြောင့်ဒီစကားရဲ့ထိရောက်မှုကလည်းမရှိတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားကတတိပေးတဲ့အနေနဲ့ဆုံးမထားတဲ့ဒေသနာတော်ကတော့ပါလို့ဆိုယထာပိရုစီရံပုပ္ပံဝဏဝန္တံအကန္တကံဧဝံသူဝတိတာဝါစာအဖလာဟောတိအကုပ္ပတောဆိုတဲ့စကားလုံးလေးရှိစကားကဘလောက်ကောင်းထိုစကားအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုမပြုဘူးဆိုလို့ရှိရင်အကျိုးမရှိဘူးတဲ့အဲစကားကောင်းတဲ့စကားပဲဖြစ်တယ်အကျိုးမရှိဘူးတဲ့ဘာနဲ့ဥပမာတူလို့ဆိုရင်အစင်းသာလှပြီးတော့အနတ်မရှိတဲ့ပန်းကိုပန်ရတဲ့ပုဂ္ဂိုလ်တူဟာပန်းရဲ့အလှကိုတော့ကြည့်ရမှာဖြစ်တော်လဲပဲမွေးကြိုင်တဲ့အနတ်ဆိုတာသူရမှာမဟုတ်ဘူးဟောပြည့်စုံတဲ့အနေအထားမျိုးသူမရဘူးအစင်းလေးတော့လှပါရဲ့အနတ်ကမကောင်းဘူးကောင်းမြတ်တဲ့အနတ်မရဘူးဆိုတာလိုပဲဆုံးမတဲ့စကားကိုမလိုက်နာဘူးဆိုတဲ့ဟာအနတ်မရှိတဲ့ပန်းကြီးကိုပန်ထားရတယ်လို့ပဲဖြစ်မယ်စကားပဲအဖတ်တင်ပြီးတော့ကောင်းကျိုးချမ်းသာရနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုလို့တော့လိုက်နာကျင့်သုံးမှုဆိုမယ်ဆိုလို့ရှိရင်တော့ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်အစင်းလဲလှတယ်အနံ့လဲမွေးတယ်အဲ့ဒီအစင်းလှပြီးတော့အနံ့မွေးတဲ့ပန်းလေးကိုပန်ရမယ်ဆိုလို့ရှိရင်အစင်းလှခြင်းကြောင့်ကြည့်ရှုတဲ့ပုဂ္ဂိုလ်တိုင်းစက်တည်ရှိပြီးတော့အနံ့မွေးသည့်အတွက်ကြောင့်မိမိလည်းကောင်းတဲ့ယနံ့ကိုနမ်းရှုရတယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေလည်းကောင်းတဲ့ယနံ့နမ်းရှုရသည့်အတွက်စိတ်ချနှူးမှုတွေရကြတယ်နှစ်ဖက်နှစ်ဝအကျိုးရှိတယ်လို့နှုံနှဝမှာအကျိုးရှိတယ်လို့ပဲဧဝံသူဝတိတဝါစာသဗ္ဗလာဟောတိကုပ္ပတောလိုက်နာကျင့်သုံးမယ်ဆိုရင်အလွန်တန်ဖိုးရှိတဲ့စကားတစ်ခုဟာကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေမှာပါအစင်းလည်းလှမယ်အနံ့လည်းမွေးတယ်ဆိုတဲ့ပန်းမျိုးပန်ရတယ်လို့ပဲလို့ဒီလိုမြတ်စွာဘုရားကတတိပေးဆုံးမထားတာရှိတယ်အဲ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်များဖြစ်ပြီးအားလျော်စွာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြမှာဖြစ်တယ်မြန်မာစကားမှလည်းရှိတယ်လေးနဲ့တဲ့စကားတစ်ခုဟာအလေးနဲ့နားထောင်မှုလိုအပ်တယ်ပေါ့လေးနဲ့တဲ့စကားတစ်ခုဟာအလေးနဲ့နားမထောင်ဘူးဆိုလို့ရှိရင်ပေါ့ပြက်ပြက်ဖြစ်တယ်ဒါကြောင့်မို့ရှေးကမြန်မာစကားပုံထဲမှာပြောတာထောင်တန်တဲ့စကားရဲလင်ပေါ့ပြက်ဆိုတာမျိုးစကားတစ်ခုကထောင်တန်ပြီးတော့တန်ဖိုးရှိတဲ့စကားမျိုးပဲဖြစ်စေရဲသွမ်းတွေးလို့ရှိရင်ထိုစကားရဲ့တန်ဖိုးဟာရောကျသွားနိုင်တယ်ဒါကြောင့်အလေးနဲ့မှတ်သားရမယ့်နေရာမှာအလေးနဲ့မှတ်သားဖို့လိုအပ်တယ်နောက်တစ်ခုကတော့ပြောကြသေးတယ်တကယ်ကိုတန်ဖိုးရှိတဲ့အရာတစ်ခုဟာတန်ဖိုးရှိတဲ့နေရာကိုအသုံးချမှသာလေတကယ်တန်ဖိုးဆိုတာတက်လာမှာဖြစ်တယ်ဂါထာပေးတေးဖြစ်တဲ့နော်အမှန်တမ်းတန်ဖိုးရှိတဲ့ဂါထာတစ်ခုဟာလိုက်နာကျင့်သုံးလို့ကောင်းတဲ့ဂါထာတစ်ခုသချင်းလုပ်ပြီးတော့ဆိုပြလိုက်လို့ရှိရင်တန်ဖိုးဟာရောကျသွားတယ်ဒီလိုလဲဆိုတာရှိတယ်ဒါကြောင့်မို့စကားလို့ဆိုတဲ့အတိုင်းပဲဘလောက်ပဲကောင်းတဲ့စကားပဲဖြစ်ဖြစ်နားထောင်တဲ့ပုဂ္ဂိုလ်လိုက်နာတဲ့ပုဂ္ဂိုလ်နဲ့အဝင်ခွင့်ကြဖြစ်ဖို့လိုအပ်တယ်ဒါကြောင့်မို့လူနဲ့စကားတတိထားဖို့လိုအပ်တယ်ပေါ့
စကားပြောတိုင်းဟာကိုပြောတဲ့စကားဟာဘလောက်ကောင်းတဲ့စကားပဲဖြစ်ဖြစ်ကိုပြောတဲ့စကားကိုနားထောင်နေတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကြိုတင်ပြီးတော့သိထားတဲ့နဲ့ပေါ့အဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုပြောတဲ့ထောင်တန်စကားသို့မဟုတ်သိမ့်ချီတန်တဲ့စကားတန်းချီတန်တဲ့စကားဟာပော့ပြက်ပြက်ဖြစ်သွားနိုင်တယ်ပေါ့အသုံးမဝင်ဖြစ်သွားဒါကြောင့်မို့စကားပြောပြီးဆိုရင်လူတိုင်းဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုတတိယပြီးဒီပုဂ္ဂိုလ်ကပြောတဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ကမပြောတဲ့ပုဂ္ဂိုလ်လားမပြောတဲ့ပုဂ္ဂိုလ်ဆိုမပြောနဲ့တန်ဖိုးရှိတဲ့စကားတွေအလဟတဖြစ်တယ်ပြောတဲ့ပုဂ္ဂိုလ်ဆိုမှပြောမှသာလေကိုပြောတဲ့စကားရဲ့ထိရောက်မှုအကျိုးသက်ရောက်မှုဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ဆိုတာအလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားကြရအောင်ပေါ့ဒုက္ခထသုတ်တံမှာမြတ်စွာဘုရားကပုဂ္ဂိုလ်၅မျိုးခွဲခြားပြီးတော့ဟောထားတာရှိတယ်ဒီနေရာမှာပုဂ္ဂိုလ်၅မျိုးခွဲခြားဟောတာဒီဆန့်ကျင်ဘက်ပုဂ္ဂိုလ်2ဦးကိုအတွဲလိုက်ပုဂ္ဂိုလ်10မျိုးကိုအတွဲလိုက်လုပ်တဲ့အခါကျတော့ပုဂ္ဂိုလ်5ဦး5မျိုးဖြစ်တယ်ပေါ့နံပါတ်1အတွဲကပါလဲလို့ဆိုရင်တရားတရားမရှိသူနဲ့တရားတရားရှိသူဒါကပထမနံပါတ်1အနေနဲ့တရားတရားရှိတဲ့ပုဂ္ဂိုလ်ကတရားတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့နော်ပုဂ္ဂိုလ်2မျိုးဟာခွဲခြားတာကိုပြောမဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာသိတာအဲ့တော့ဒီနေရာမှာတရားတရားလို့ဆိုတာဘယ်လိုဟာကိုခေါ်တာတော့ဆိုတရားတရားဆိုဒီမှာကောင်းတဲ့ဘက်ကိုစိတ်ဝင်စားတယ်ကောင်းတဲ့အရာကိုလှုပ်ချင်ကိုင်ချင်စိတ်ရှိတယ်ကုသိုလ်ရေးရာစိတ်ဝင်စားတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတရားတရားရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တရားတရားမရှိတဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒီအခြေအနေမျိုးမရှိဘူးစိတ်ကြည်လင်ခြင်းမရှိဘူးယုံကြည်မှုမရှိဘူးဒါတွေကိုအလေးနဲ့မထားဘူးမစင်စားဘူးဆိုတဲ့ပုဂ္ဂိုလ်ကတူဒီကိစ္စအလေးနဲ့ထားတယ်စဉ်းစားတယ်တန်ဖိုးထားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကတစ်မျိုးအဲ့ဒီပုဂ္ဂိုလ်2မျိုးကိုရှေးဥစွာမှတ်သားထားရဒီပုဂ္ဂိုလ်ဟာကောင်းတဲ့ဘက်ကိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်လားကုသိုလ်ရေးရစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်လားကုသိုလ်ရေးရစိတ်မဝင်စားတဲ့ပုဂ္ဂိုလ်လားလို့ဆိုတာဒီနှစ်ခုခွဲခြားပြီးဒီနှစ်ဦးကိုခွဲခြားသိတာလို့ဒါကနံပါတ်1နံပါတ်2ကျတော့လောကမှာပုဂ္ဂိုလ်တွေကအတူနဲ့တူမတူတော့ဒုက္တိလကိုချင်းတိလမရှိတဲ့ပုဂ္ဂိုလ်ကတစ်မျိုးရှိတယ်အကျင့်စာရိတ္တမကောင်းဘူးကိုချင်းတိလမရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကတူနောက်သူနဲ့ဆန့်ကျင်မဲ့နောက်တူကကိုချင်းတိလနဲ့ပြည့်စုံတယ်တိလဝန္တပုဂ္ဂိုလ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်2ဦးလည်းဓာတ်ညှထားပြီးစကားပြောလို့မရဘူးကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာတူကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ဟာတူအဲ့ဒီပုဂ္ဂိုလ်2ဦးကိုစကားတစ်ခုတည်းနဲ့ဓာတ်ညှထားပြီးတော့ပြောလို့မရဘူးတဲ့ဒါကြောင့်မလို့ဒီပုဂ္ဂိုလ်2ဦးကိုလည်းအလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားရမယ်ဒီပုဂ္ဂိုလ်ဟာကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်လားသို့မဟုတ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်လား morality ဆိုတဲ့ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ကိုချင်းတရားမကောင်းတဲ့ immoral ဆိုတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးခွဲခြားမှတ်သားပြီးတော့မိမိပြောတဲ့စကားတစ်ခုဟာဝေဖန်ဆန်းစစ်ပြီးတော့မှပြောတဲ့ပုဂ္ဂိုလ်မှာပြောရမယ်လို့ဒီလိုဆိုလို့တယ်နောက်နံပါတ်3ခွဲခြားချက်ကြတော့ဘာတော့အပတ္တုတနဲ့ဘ ਹੁ တုတလူဆိုတာတချို့ပုဂ္ဂိုလ်တွေကဓမ္မရေးရနဲ့ပတ်သက်ပြီးတော့လုံးဝလေ့လာလိုက်စားမှုမရှိဘူးအသိဉာဏ်ကင်းတရားဓမ္မနဲ့ပတ်သက်ပြီးတော့လေ့လာတာမရှိဘူးမှတ်သားထားတာမရှိဘူးနာယူထားတာမရှိဘူးဖြစ်ဖြစ်မဲ့မှာဘ ਹੁ တုတရှိရင်ရှိမယ်
တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လုံးဝဘောဓုတမရှိတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်နောက်တစ်ဖက်ကကြည့်လိုက်လို့ရှိရင်ဘောဓုတတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဇာဝနာဝမမရရလေ့လာဆင်ခြင်သုံးသပ်ထားတဲ့အသိပညာကျွယ်ဝတဲ့ဘောဓုတကျွယ်ဝတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်အဲ့တော့သုဒ္ဓမရှိတဲ့ပုဂ္ဂိုလ်နဲ့သုဒ္ဓရှိတဲ့ပုဂ္ဂိုလ်ဒီနှစ်ဦးကဒီနှစ်ဦးကိုစကားတစ်မျိုးတည်းပြောလို့ရှိရင်ပုဂ္ဂိုလ်တစ်ဦးအတွက်စကားကောင်းဖြစ်ပေမဲ့လို့နောက်တစ်ဦးအတွက်စကားကောင်းဖြစ်ချင်မှဖြစ်မယ်ဒါကြောင့်မို့လို့ဒီပုဂ္ဂိုလ်နှစ်ဦးကိုလည်းခွဲခြားမှတ်သားပြီးတော့မှစကားကိုပြောရမှာဖြစ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်ဟောနောက်နံပါတ်၄ကျတော့ဘာလို့ဆိုရင်လူဆိုတာအပေကံရရောသူရှိတယ်လို့နှမျောတွန့်တိုသူလည်းရှိတာကိုရှိတာဘယ်သူကမှမတရားဘူးဆိုတဲ့လူမျိုးတွေလည်းရှိအဲ့ဒီလူမျိုးတွေကိုမစ္စရိလို့ခေါ်တယ်ကိုတယောက်တည်းကောင်းစားဖို့တခုတည်းပဲကြည့်မယ်နောက်ဆုံးမှကိုမိသားစုတဲ့တောင်မှပဲမိသားစုတောင်မတရားတဲ့ပုဂ္ဂိုလ်မျိုးရှိသေးတယ်အဲ့ဒီလိုမစ္စရိဆိုတဲ့နှမျောတွန့်တိုတဲ့ပုဂ္ဂိုလ်မျိုးကတူနောက်တစ်ခုကျတော့စာကဝါဆွလွတ်တတ်တဲ့ generosity ရရောတဲ့ပေးခြင်းကမ်းခြင်းနဲ့သူများအရေးကိုကြည့်တယ်နှမျောတွန့်တိုမှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးကတော့အဲ့တော့နှမျောသူနဲ့မနှမျောသူဒီပုဂ္ဂိုလ်တို့ကိုလည်းပဲစကားတစ်မျိုးတည်းပြောရုံနဲ့ဒီစကားဟာစကားကောင်းမဖြစ်နိုင်ဘူးတဲ့ပုဂ္ဂိုလ်လိုက်မှတ်သားထားဖို့လိုအပ်တယ်ကိုယ်စကားပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာနှမျောတွန့်တိုတဲ့ပုဂ္ဂိုလ်လားသို့မဟုတ်စွန့်လွတ်အနစ်နာခံတတ်တဲ့ပုဂ္ဂိုလ်မျိုးလားဆိုတာကိုကြည့်ရမယ်အဲ့ဒါမှကြည့်ပြီးတော့မှစကားပြောရမယ်သူဆိုနောက်တစ်ခုပြောရမယ်ဆိုရင်နံပါတ်5ပုဂ္ဂိုလ်တို့ကဒုပညာအသိပညာမရှိတဲ့ပုဂ္ဂိုလ်မျိုးကတစ်မျိုးရှိတယ်ဘယ်ကိစ္စမှမဆိုဆင်ញင်စဉ်းစားတတ်မှုမရှိဘူးအသိပညာမရှိဘူးအဲ့ဒီအသိပညာလုံးဝမရှိတဲ့ဆင်ញင်တုံတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်မျိုးကတစ်မျိုးနောက်တစ်ခုကျတော့ပညာဝန္တအရာရာမှာဆင်ញင်စဉ်းစားပြီးတော့ခွဲခွဲခြားခြားသိတတ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကတစ်မျိုးလို့အဲ့ဒီပုဂ္ဂိုလ်နှမျိုးဟာလည်းပဲစကားတစ်မျိုးတည်းသူတို့နှစ်ဦးလုံးအတွက်အကျိုးဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ခွဲခြားပြီးတော့သိရမယ်လို့အစုလိုက်ကြတော့ပုဂ္ဂိုလ်5မျိုးတဦးစီခွဲလိုက်တဲ့အခါပုဂ္ဂိုလ်10မျိုးလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့သရတရားမရှိသူနဲ့သရတရားရှိသူသီလမရှိသူနဲ့သီလရှိသူတုတ္တမရှိသူနဲ့တုတ္တများပြားသူနှမျောတွန့်တိုသူနဲ့အနှမျောမရှိသူပညာမဲ့သူနဲ့ပညာရှိသူလို့ပုဂ္ဂိုလ်ဒီလိုခွဲခြားပြီးတော့ကြည့်ရအဲ့ဒီလိုလောကမှာလူတွေဟာအမျိုးမျိုးအစားအစာရှိနေတဲ့ထဲမှာနံပါတ်1ဆင်ញင်သုံးသပ်ရမှာငါပဲအမျိုးတည်းပါတယ်လေတရားတရားမရှိတဲ့အမျိုးလားတရားတရားရှိတဲ့လူမျိုးလားခွဲခြားသိဖို့ကိုချင်းသီလမရှိတဲ့လူလားကိုချင်းသီလရှိတဲ့လူလားသုတ္တခင်းမဲ့တဲ့ပုဂ္ဂိုလ်လားသုတ္တများပြားတဲ့ပုဂ္ဂိုလ်လားနှမျောတွန့်တိုတဲ့ပုဂ္ဂိုလ်လားရရောဆွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးလားအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်လားအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်လားဆိုတာကိုယ့်ကိုယ်ဆင်ခြင်စဉ်းစားပြီးတော့မိမိကိုယ်တိုင်ကမကောင်းတာရှောင်ကောင်းတာကိုဆောင်ရမှာဖြစ်သည့်အတွက်ကြောင့်ကိုဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးလို့ဆိုနံပါတ်1
ကိုငါသည်တရားတရားကင်းမဲ့သူမဖြစ်စေရတရားတရားရှိသူသာဖြစ်စေရမည်ကိုရှိဥစွာပြင်ရငါသည်တရားတရားကင်းမဲ့သူမဖြစ်စေရတရားတရားရှိသူသာဖြစ်စေနံပါတ်1ငါသည်ကိုချင်းသီလမရှိသူမဖြစ်စေရကိုချင်းသီလနဲ့ပြေဝသူသာဖြစ်စေရမည်နောက်တစ်ခုကနံပါတ်3ကငါသည်ဘဟုတုတကင်းမဲ့သူမဖြစ်စေရဘဟုတုတကျွယ်ဝသူသာဖြစ်စေရမည်ငါမည်သည်နှမျောတွန့်တိုသူမဖြစ်စေရရေရောသူပေးကမ်းတတ်သူသာဖြစ်စေရမည်နံပါတ်5ကျတော့ငါသည်ပညာခင်းမဲ့သူမဖြစ်စေရပညာရှိသူသာဖြစ်စေရဒါကိုနံပါတ်1ပြင်ရကိုဆန်းစစ်ကြည့်ရငါပဲအမျိုးသားလဲဆိုတာကိုကြိုတင်ပြီးတော့ဆန်းစစ်ရဆန်းစစ်ပြီးတဲ့အခါမှာကိုကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကိုယ်တိုင်ပြုပြင်ကြိုးစားဖို့လိုအပ်တယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အနေအထားတစ်ခုကိုစကားနဲ့စမ်းသပ်လို့ရပြောစကားတစ်ခုနဲ့စမ်းသပ်ပြီးတော့ကြည့်လို့ရပြောစကားကလည်းပဲဒီနေရာမှာ5မျိုးခွဲခြားပြီးတော့မှတ်သားရပြောတဲ့စကားကစကား5မျိုးရှိတယ်နံပါတ်1ကတတ္ထာကထာတရားတရားနဲ့ပတ်သက်တဲ့စကားမျိုးတရားတရားဆိုတာဘယ်လိုကောင်းတာဥပမာဆိုတော့မြတ်စွာဘုရားတရားတရားနဲ့ပတ်သက်ပြီးဟောတာရှိတယ်တတ္တိတဝိတံပုရိသတ္တသစ္ထံနောကမှာပုဂ္ဂိုလ်တူတယောက်ရဲ့အမြတ်ဆုံးဥစ္စာဆိုတာတရားတရားပဲတရားတရားဟာအကောင်းဆုံးဥစ္စာနဲ့အလားတူတယ်လို့တရားကိုချီးမွမ်းပြီးတော့ဟောကြားတယ်မြတ်စွာဘုရားအာလောကပိလူကြီးကမေးတဲ့အခါမှာကိန္တုဒဝိတံပုရိသတ္တသစ္ထံလောကကြီးမှာတဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့အကောင်းမြတ်ဆုံးချီးမွမ်းတိုက်ဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲလို့ဆိုတော့မြတ်စွာဘုရားကတရားတရားပဲလို့ဖြေဘာဖြစ်လို့လဲဆိုတော့တရားရှိလို့ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားလို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးဆိုရင်ဒီပုဂ္ဂိုလ်ဟာအတိုင်းအဆမရှိတဲ့ချမ်းသာကြွယ်ဝမှုကိုရရှိနိုင်တာကိုတဏှာမှာမဆင်းရဲတဲ့ပုဂ္ဂိုလ်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဟာတရားတရားကိုအခြေခံပြီးတော့ရတာဒါကြောင့်မို့တရားတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတယ်ဒီလိုဟောတာနောက်တစ်ခါတရားဆိုတာမျိုးစေ့နဲ့တူတယ်တဲ့ဘယ်လိုမျိုးစေ့နဲ့တူတော့ဆိုမျိုးစေ့ဒီအလုံးနှစ်ခုကိုလုပ်တယ်မျိုးစေ့လေးတစ်စီးကိုမြေကြီးပေါ်မှာချဆိုင်ကြည့်လိုက်လို့ရှိရင်အဲ့ဒီမျိုးစေ့လေးကအောက်ကိုအမြင့်ဆင်းတာတစ်ခုအပေါ်ကိုအညောက်ကလေးတက်လာတာတစ်ခုဟောနှစ်ခုရှိအမြင့်ဆင်းတာကတစ်ခုအပေါ်အညွန့်တက်တာတစ်ခုနှစ်ခုရှိတယ်အဲ့ဒါလိုပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာကိုကျင့်သီလကောင်းခြင်းဆိုတဲ့အမြင့်တွယ်မှုရဲ့သမထဝိပဿနာဆိုတဲ့အစစ်မြင့်တဲ့တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဆိုတဲ့အညွန့်ရဲ့ဟောဒီနှစ်ခုတရားတရားကဖြစ်ပေါ်စီတယ်တရားတရားဖြစ်ပေါ်ဒါကြောင့်တရားဆိုတဲ့မျိုးစေ့တွေကသီလဆိုတဲ့အမြင့်ကလေးဆင်းလာပြီးတော့သမထဝိပဿနာဆိုတဲ့အညွန့်ကလေးတွေတက်လာတာတက်စီတာဒါကြောင့်လို့တရားဟာမျိုးစေ့နဲ့တူတယ်လို့ရသော်ဗျာမတိဖို့တိလို့ဆိုတဲ့အမတမကောင်းမြတ်တဲ့အရာသာရှိတဲ့ဓမ္မရတ္တကိုခံစားခြင်းလို့ရှိရင်တရားဆိုတဲ့မျိုးစေ့ကိုမိမိရင်ထဲမှာစိုက်ပျိုးရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကတတ္ထာဖိသံတရားဆိုတာမျိုးစေ့ပဲလို့ဟောတရားအကြောင်းကိုချီးမွမ်းပြီးတော့ဒီလိုဟောကြားနောက်တစ်ခုဆိုမြတ်စွာဘုရားဟောတာတတ္ထာဟထောမဟတနောတရားတည်းဟူသောလက်ရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းသာကြွယ်ဝလေလူကျင်တယ်တန်းကျင်တယ်ပေးကျင်တယ်ကမ်းကျင်တယ်ဆိုတဲ့ရရောတယ်ကြည်နူးတယ်ဆိုတဲ့ကံကံဤကျိုးယုံကြည်တယ်
စိတ်ကြည်နူးတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတယ်ဆိုတဲ့တရားတရားဟာလက်နဲ့အလားတရံတူတယ်လောကမှာလက်ရှိမှလိုချင်တာကောက်ယူလို့ရမှာဖြစ်တယ်လက်မပါတဲ့သူကကောက်ယူဖို့ခက်တယ်အေးတရားမရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုပဲကုသိုလ်ကောင်းမှုတွေလုပ်ကြရတွေတွေ့တရားမပါဘူးဆိုရင်ရှောင်သွားတာမလုပ်ဘူးလက်မပါတဲ့ပုဂ္ဂိုလ်ကလည်းတန်မိုးရှိတဲ့ယရနာတွေတွေ့ချင်တွေ့ပါစေကောက်မယူနိုင်ဘူးဒါကြောင့်မို့တရားဟာလက်နဲ့အလားတရံတူတယ်လို့ဟောရသော်ဗျာတရားနဲ့ပတ်သက်ပြီးတော့ဒီလိုချီးမွမ်းစကားနဲ့ဟောကြားထားတာအများကြီးပဲရှိတယ်တရားဆိုတာသူဖြစ်ပေါ်လာပြီဆိုလို့ရှိရင်သူ့ရဲ့စိတ်လေးကကြည်နူးလာဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်ရှေးခေတ်တုန်းကစကြဝဠာမင်းနေခီးသွားလာတဲ့အခါခုခေတ်လိုရေတံဘူးတွေပါတယ်မရှိဘူးမရှိတော့မြစ်ချောင်းအဲအိုင်ကရေနဲ့သွားရင်လာရင်အဲ့ဒီရေကိုတောက်တဲ့အခါရေတတ်မှုအတွက်ဘာလို့ကြရေကိုခတ်ပြီးတော့စကြမင်းရဲ့လက်ထဲမှာရှိတဲ့တန်ဖိုးရှိတဲ့ဗရမ ्या ယရနာရေထဲထည့်လိုက်လို့ရှိရင်အဲ့ဒီရေထဲမှာပါတဲ့အနယ်တွေဟာအလုံးထိုင်သွားတယ်ဗရမ ्या ရဲ့အစွမ်းကြောင့်ရေတွေအနယ်ထိုင်သွားတယ်တဲ့အဲ့ဒီကြတော့မှရေချီရေတန့်ကိုရတရားတရားဟာလည်းပဲစကြမင်းရဲ့ဗရမ ्या နဲ့အလားတရံတူတယ်တဲ့လူရဲ့စိတ်ထဲမှာတရားပေါ်လိုက်တာနဲ့တပြိုင်နက်နိဝရဏတရားဆိုတဲ့အညစ်အနောက်တွေဟာအနေထိုင်သွားတယ်။လူရဲ့စိတ်ထဲမှာကြည်လင်စေတတ်တဲ့အရာကတရားနောက်ကျစေတတ်တဲ့အရာကနိဝရဏနိဝရဏဆိုတာဘာတွေတုံးလို့မေးလိုက်လို့ရှင်မျက်စိကမြင်ပြီးတော့အလားပါတွေခံစားကြတာနားကအာရဝယ်တွေနားထောင်ပြီးတော့ခံစားကြတာနှာခေါင်းကမွေးကြိုင်တဲ့အနံ့တွေနမ်းရှူပြီးခံစားကြတာလျှာကကောင်းတာတွေစားပြီးရတာခံကြတာခန္ဓာကိုယ်ကထိတွေ့ပြီးတော့အရသာခံကြတာလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့လိုချင်တောင့်တမှုဆန္ဒဖြစ်နေတဲ့ကာမိဆန္ဒလိုချင်မှုလောဘတွေလွှမ်းမိုးနေတဲ့အချိန်အဲ့ဒါဟာစိတ်ဟာညှဉ်းနှွမ်းနေတာပဲလို့ဆိုအဲ့ဒီကာမဂုဏ်အာယုန်တွေပေါ်မှာလိုချင်တန်တဖြစ်နေတဲ့လောဘဆိုတဲ့အညစ်အကြေးကိုအနေထိုင်သွားအောင်ဘယ်သူကလုပ်လို့ရတော့ဆိုဟောဒီကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတဲ့တရားတရားလေးဝင်လာလိုက်တာနဲ့ပြန်တဲ့အဲ့ဒီအကုသိုလ်ကာမိဆန္ဒဆိုတဲ့အညစ်အကြေးဟာအနေထိုင်သွားတယ်ဒါကတစ်ခုနောက်တစ်ခုစိတ်ရဲ့အညစ်အကြေးကလူဆိုတာအလိုကျနေရင်တစ်မျိုးအလိုမကျဘူးဆိုလို့ရှိရင်ဆိုပါစို့ကလေးတွေစိတ်ကောက်နေပြီဆိုရင်သမင်းကျွေးလို့လည်းမရဘူးနော်ချော့စိတ်ပြေသွားပြီဒီအောင်ချော့ကြအဲ့ဒါလိုပဲလူတွေရဲ့စိတ်ထဲမှာလည်းအလိုမကျဖြစ်နေပြီစိတ်ကောက်နေပြီဆိုရင်ဗျာပါဒဆိုတဲ့ဒေါသတရားကလွှမ်းမိုးထားအဲ့ဒီဗျာပါဒဆိုတဲ့ဒေါသတရားဟာစိတ်ရဲ့အညစ်အကြေးတစ်ခုပဲအဲ့ဒီစိတ်ရဲ့အညစ်အကြေးကိုလည်းသူ့တဏ္ဍာနဲ့မှာတရားဆိုတာလေးဖြစ်ပေါ်လိုက်တာနဲ့တပြိုင်နက်စိတ်အလိုမကျတာတွေအကုန်ပြောက်သွားပြီးတော့အနေထိုင်ပြီးတော့ကြည်လင်သွားတယ်စัจ जा မင်းရဲ့ဗရမ ्या ယရနာထည့်လိုက်တာနဲ့ခြေလေးဟာကြည်သွားတယ်လို့ကြည်သွားတယ်လို့ဒီလိုဆိုတာသရတရားနဲ့ပတ်သက်ပြောတဲ့စကားတွေကိုတတ္တာကထာစကားသရနဲ့ပတ်သက်တဲ့စကားသုတ္တန်တကူမှာဆိုရင်မြတ်စွာဘုရားကတတ္တာသာဓုပဋိဋ္ဌိတာကိုယ်တဏ္ဍာမှာတရားတရားရှိနေတာကောင်းတယ်တရားတရားရှိနေမှာကောင်းတယ်ဒါဖြစ်လို့တော့စိတ်ကြည်နူးမှုတွေရှိနေမှာကုသိုလ်တရားတွေဆိုတာဖြစ်တာတရားရှိမှကုသိုလ်ဆိုတာဖြစ်တာဒါကြောင့်မို့တရားဝင်လာလို့စိတ်ကလေးကြီးလာပြီဆိုရင်និဝရဏဆိုတဲ့အညစ်အကြေးတွေကင်းဝေးသွားတဲ့အခါကျဘာလို့တော့စိတ်ကလေးကကြီးလာတယ်အဲ့ဒီကြီးလာတဲ့စိတ်ကလေးကြောင့်မို့လို့ဒါနလုပ်တယ်သီလဆောက်တည်တယ်ကမ္မထာဘာဝနာပွားများထုတ်တယ်ဥပုသ်ဆောက်တယ်ဆိုတဲ့ကုသိုလ်ကောင်းမှုတွေဖြစ်ပေါ်တယ်စဉ်းစားကြည့်နေစိတ်အလိုမကျဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာ
အိမ်ရှိတဲ့ဘုရားတောင်ပန်းဟိုလဲမှာမဟုတ်ဘူးရေချမ်းတို့စီမီတို့ပန်းတို့လူတန်းမှာမဟုတ်ဘူးစိတ်ကြီးနေမှအော်ဘုရားပန်းလူအောင်မှာပဲရေချမ်းလေးကောင်းအောင်မှာပဲစီမီလေးလူအောင်မှာပဲဘုရားရှိခိုးအောင်မှာပဲဆိုတဲ့အတွေးတွေစိတ်ကြီးနေတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့အတွေးတွေသရတရားကင်းမဲ့နေလို့စိတ်မကြည်ဘူးဆိုရင်ဒီအတွေးတောင်မပေါ်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့လောကမှာကုသိုလ်လုပ်တာအခုလိုတရားပွဲလာပြီးတရားနာပေါင်းမယ်ဆိုတာလေစိတ်ကြီးနေလို့လားအဲ့ဒီကြည်လင်းနေတဲ့သရတရားဆိုတဲ့ဒီစိတ်ရဲ့အချီတက်ကလေးပေါ်လာသည့်အတွက်ကြောင့်မို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်တာဖြစ်တယ်ပေါ့ဒီလိုသရတရားရဲ့စွမ်းအားတွေနဲ့ပတ်သက်ပြီးတော့တန်ဖိုးရှိပုံကိုမြတ်စွာဘုရားဟောတာကိုတတ္ထာကထာလို့ခေါ်တယ်အဲ့ဒီတတ္ထာကထာဆိုတဲ့ဒီစကားလုံးတစ်ခုသရတရားနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားတွေသရတရားဟာအမှန်တမ်းကောင်းတယ်သရတရားရှိသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်ဖြစ်လျာဘဝမှာရုပ်အစဉ်ကြည်လင်တယ်နော်စီစဉ်ဥစ္စာတွေကျွယ်ဝတယ်ကျမ်းမာရေးကောင်းတယ်သက်ရှည်တယ်စတဲ့သရတရားရဲ့အကျိုးကျေးဇူးတွေကိုဟောပြောနေတဲ့အခါမှာနားထောင်တဲ့ပုဂ္ဂိုလ်တွေမှာသရတရားကင်းမဲ့သူသရတရားရှိသူလို့နှစ်ဦးရှိတဲ့တည်းပဲသရအကြောင်းပြောနေလို့ရှိရင်သရတရားကင်းမဲ့သူကဒီစကားကိုနားထောင်ရင်ဘူးသူကဘာဖြစ်လို့တော့သူ့မှာရှိမှမရှိတာသူ့မရှိတော့ဘာပြောလဲဒါတွေလာမပြောနဲ့နားကြီးတယ်ဒီလိုဖြစ်သွားနော်အဲ့တော့သရတရားနဲ့ပတ်သက်တဲ့စကားတစ်ခုဟာသရရှိတဲ့ပုဂ္ဂိုလ်အတွက်မကောင်းဘူးသရတရားမရှိတဲ့ပုဂ္ဂိုလ်အတွက်မကောင်းဘူးတဲ့စကားကောင်းမဖြစ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားကဒီသုတ်တံမှာဘလို့ဟောတော့ဘလို့တတိပေးတော့ဆိုအတ္တတတတတ္တကထာဒုက္ခထာအတ္တတတသရတရားမရှိတဲ့ပုဂ္ဂိုလ်အားသရတရားပြောပြတဲ့သရတရားနဲ့ပတ်သက်တဲ့စကားဟာဒုက္ခထာစကားကောင်းမဖြစ်ဘူးစကားကတော့စကားကောင်းမယ်ဒါပေမဲ့သရတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်သွားပြီးတော့အဲ့ဒီစကားသွားပြောလို့ရှိရင်သူနဲ့ဓာတ်မတည့်ဘူးသူမကြိုက်ဘူးပေါ့ဒါလို့ဆိုလိုတာပေါ့နော်အေးအဲ့ဒါကိုဘုရားကရှင်းပြတာအတ္တတော်တတ္တကထာယကိစ္စမာနာသရတရားကင်းမဲ့နေတဲ့ပုဂ္ဂိုလ်ဟာသရတရားနဲ့ပတ်သက်တဲ့တရားစကားသရတရားကိုချီးမွမ်းတာတွေပြောမယ်ဆိုရင်ဘာဖြစ်လဲစိတ်ထဲမှာမကြိုက်ဘူးမကြိုက်ရတဲ့မကဘူးကုပ္ပတိစိတ်ဆိုးတယ်ဟောစိတ်ဆိုးလာတယ်ဗျာပစ္စတိမကြည်မနှက်တွေဖြစ်လာတယ်ပဋိဋ္ဌိယတိတင်းမာလာတယ်သရတရားနဲ့ပတ်သက်တာတွေပြောရင်သူကတင်းမာလာနားကြီးတယ်မပြောနဲ့ဒီလာပြီးဒီလိုဖြစ်တာတင်းမာလာဒါတွေမကဘူးကောပိဉ္စဒေါသင်္စဖတုကရောတိအပိစိဉ္စဖတုကရောတိစိတ်ဆိုးတာမကြည်မနှက်ဖြစ်တာဒါတွေပါသူကထုတ်ပေါ်လာတယ်နှုတ်ကလည်းထုတ်ပြောခြင်းပြောလာမယ်မျက်နှာကြီးကတင်းရင်တင်းလာမယ်ဒီလိုတွေမကြည်နှက်တာတွေကိုဖော်ပြလာလိမ့်မယ်တဲ့ဘာဖြစ်လို့သရတရားမရှိတဲ့ပုဂ္ဂိုလ်ဟာသရတရားနဲ့ပတ်သက်တဲ့စကားကိုနားမထောင်နိုင်တာလေလို့ဆိုလို့ရှိရင်တဲ့အဲ့ဒီကောင်းမြတ်တဲ့အရေးချင်းတစ်ခုဖြစ်တဲ့သရဆိုတဲ့စွမ်းအင်လေးအရေးချင်းလေးတစ်ခုသူ့တဏ္ဍာမှာသူမတွေ့ဘူးသူ့တဏ္ဍာမှာသူမရှိဘူးမရှိသည့်အတွက်ကြောင့်မရှိတာကိုပြောနေတဲ့အခါသူ့မရှိတဲ့ဂုဏ်ကြီးကိုချီးမွမ်းပြောနေတဲ့အခါမှာအဲ့ဒါကြောင့်သူပီတိသောမနတာမဖြစ်နိုင်ဘူးတဲ့ပီတိပမောဇ္ဇနှစ်ချိုက်ခြင်းဝမ်းမြောက်ခြင်းဆိုတာမဖြစ်ဘူးဒါကြောင့်မို့သူ့စိတ်ထဲမှာမကြည်မနှက်မနှစ်မြို့တာမဖြစ်သည့်အတွက်ကြောင့်အတ္တဇာတတတ္ထာကထာဒုက္ခထာဟောသူမကြည်မနှက်ဖြစ်တယ်ဒါကြောင့်မို့သရတရားမရှိတဲ့ပုဂ္ဂိုလ်နာသွားပြီးတော့သရတရားနဲ့ပတ်သက်တဲ့စကားပြောလို့ရှိရင်သူ့မှာနှစ်ချိုက်ရှင်းနှမှုမရှိသည့်အတွက်ကြောင့်စကားကောင်းမဖြစ်ဘူးမကြားခြင်းလို့ထသွားခြင်းနဲ့သွားမယ်တားမြစ်ခြင်းနဲ့တားမြစ်မယ်အဲ့တော့ပြောတဲ့စကားဟာအဆုံးသတ်ခြင်းမှလည်းတတ်ရဒီလိုဆိုလိုတာပေါ့အဲ့တော့စကားကောင်းမဖြစ်တော့ဘူးလို့
မြတ်စွာဘုရားကဒါကြောင့်တရားတရားနဲ့ပတ်သက်တဲ့တတ္ထာကထာမျိုးကိုပြောမယ်ဆိုလို့ရှိရင်ကိုပြောတဲ့စကားကိုနားထောင်နေတဲ့ပုဂ္ဂိုလ်ဟာတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟုတ်မဟုတ်ဟုတ်မှပြောပါမဟုတ်တာတော့ပြောရင်တော့ကိုပြောတဲ့စကားဟာထောင်တန်တဲ့စကားပဲဖြစ်စေစကားကောင်းဖြစ်မှာမဟုတ်ဘူးလို့လူနဲ့စကားတတိထားဆိုတာအဲ့ဒါပြောနော်လူရဲ့အခြေအနေကိုကြည့်ပြီးစကားတစ်ခုပြောကြဟုတ်ပြီနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တရားတရားရှိတဲ့ပုဂ္ဂိုလ်ကိုတရားနဲ့ပတ်သက်တဲ့စကားကိုပြောမယ်ဆိုလို့ရှိရင်တော့စကားကောင်းဖြစ်ပါတယ်ဒါကြောင့်မို့တတ္တတတ္တကထာတုကထာတရားတရားရှိနေတဲ့ပုဂ္ဂိုလ်တရားတရားနဲ့ပတ်သက်တဲ့စကားဟာစကားကောင်းဖြစ်တယ်ဘာကြောင့်စကားကောင်းဖြစ်တာတော့ဆိုတရားတရားနဲ့ပတ်သက်တဲ့စကားကိုပြောလို့ရှိရင်တရားတရားရှိတဲ့ပုဂ္ဂိုလ်ကသူ့ကိုချီးမွမ်းနေတယ်လို့ခံစားရတယ်ဒါကြောင့်မို့လို့သူ့မှာရှိတဲ့တရားတရားတွေအကြောင်းပြောလာလို့ရှိရင်သူကနားဆိုင်ပြီးတော့ထောင်းတယ်ဒီဟာနဲ့ပတ်သက်ပြီးမကြေမနပ်မဖြစ်ဘူးနော်မကြေမနပ်မဖြစ်ရုံနဲ့မကဘူးအဲ့ဒီတရားဆိုတဲ့ကောင်းမြတ်တဲ့အရေးချင်းတွေသူ့တဏ္ဍာမှာသူရှိထားတာဖြစ်တော့ကြောင့်ဒီစကားကြားလိုက်ရရင်ပဲသူကပီတိတွေပမောက္ခတွေဝမ်းမြောက်မှုတွေနှိမ့်ချမှုတွေသူ့တဏ္ဍာမှာဖြစ်လာဒါကြောင့်တရားတရားရှိသူအတွက်တရားနဲ့ပတ်သက်တဲ့စကားဟာစကားကောင်းဖြစ်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်ဒါကြောင့်မို့တတ္တကထာကိုပြောတော့မယ်ဆိုလို့ရှိရင်တရားတရားနဲ့ပတ်သက်ပြောမယ်ဆိုရင်တရားတရားရှိတဲ့ပုဂ္ဂိုလ်ထံမှာရွေးပြီးပြောပါတခြားနေရာမှာတရားတရားမရှိတဲ့ပုဂ္ဂိုလ်ကိုသွားမပြောပါနဲ့သွားပြောလို့ရှိရင်အဲ့ဒီစကားရဲ့အကျိုးသက်ရောက်မှုထိရောက်မှုဆိုတာရှိမှာမဟုတ်ဘူးလို့ဒီလိုခွဲခြားပြီးတော့နားလည်ဖို့မြတ်စွာဘုရားဒီလိုဟောတာနော်နောက်တစ်ခါဒီအတိုင်းပဲနောက်စကားတစ်ခုကဘာတော့ဆိုသီလကထာကိုကျင့်သီလနဲ့ပတ်သက်ပြီးတော့ပြောတယ်သီလရှိတဲ့ပုဂ္ဂိုလ်ဟာသီလံသက်ခတ္တသောပန္နလူပြည်နတ်ပြည်ဆိုတဲ့ကောင်းတဲ့ဘုံတွေကိုသွားဖို့အတွက်ကိုကျင့်သီလဟာလေကားလိုပဲအင်တမတန်မိုးရှိတယ်ကိုကျင့်သီလရှိလို့ရှိရင်ကိုကျင့်သီလဆိုတဲ့လေကားပေါ်မှာဆောင်းနှန်းထိပ်ကားကြီးကလေးတက်သွားလို့ရှိရင်နတ်ပြည်လက်ချမ်းသာဆိုတာအလွယ်ကလေးပဲရတယ်ဒါကြောင့်ကိုကျင့်သီလဟာလွန်တန်မိုးရှိတယ်သီလအကြောင်းတွေပြောလူရဲ့တန်မိုးဟာကိုကျင့်သီလပဲကိုကျင့်တရားကောင်းခြင်းဟာဘုရားစုစုချီးမွမ်းအပ်တဲ့တရားတွေဖြစ်လို့အလုံးမဲ့တန်မိုးကြီးမားလာတယ်သီလံယောဂိတလင်္ကာရောသီလံယောဂိတမန္တနံသီလေဟိလင်္ကတောယောဂိမန္တနေအက္ကတံကတောလောကမှာလူတွေစိတ်ရွှေယရနာတွေဆင်ကြတယ်အဲ့ဒီစိတ်ရွှေယရနာတွေဟာနော်တခါတရံမှသာတင့်တော်ဆင်လို့လှလို့ယူဆတယ်အမြဲတမ်းစိတ်ရွှေယရနာဆင်လို့တင့်တယ်တာမဟုတ်ဘူးဘလောက်ပဲစိတ်ရွှေယရနာတွေထင်ဆင်ထားတာလူရဲ့အယုတ်ဆင်းဟာတင့်တယ်လာမှုမရှိဘူးတဲ့ဘာစိတ်ရွှေယရနာမှမဆင်ဘူးကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်ကိုကြည့်လိုက်အမြဲတမ်းစက်တည်ရှိနေဒါကြောင့်မို့သီလံယောဂိတလင်္ကာရောကမ္မထာအလုပ်ကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာကိုကျင့်သီလပြည့်စုံတာနဲ့တပြိုင်တည်းအစဉ်တစားဆင်ထားသလိုပဲသီလံယောဂိတမန္တနံတကယ်ကိုလှပတဲ့စေတနာတစ်ခုပဲသီလေဟိလင်္ကတောယောဂီမန္တနေအက္ကတံကတောသီလဒုစာနဲ့ဆင်ထားတဲ့ပုဂ္ဂိုလ်ဟာချီးမွမ်းစရာအလွန်ကောင်းတယ်အစဉ်တစားတွေထဲမှာသီလနဲ့တူတဲ့အစဉ်တစားဆိုတာတူတဲ့အစဉ်တစားမျိုးအခြားမှာမရှိနိုင်ဘူးလို့အဲ့ဒီလိုမြတ်စွာဘုရားသီလနဲ့ပတ်သက်ပြီးတော့ချီးမွမ်းပြောကြားမှုတွေကိုသီလကထာလို့ခေါ်တယ်နော်သီလဟာဘလောက်တန်ဖိုးရှိတယ်ဘလောက်အရေးပါတယ်ဆိုတာကိုထိုသုတ်တန်တွေမှာမြတ်စွာဘုရားသီလံယာဝဆိုတာတာဓုတယ်ကိုကျင့်သီလဆိုတာဟာအိုသည်ထိအောင်ကောင်းတဲ့တရားတစ်ခုပဲနော်အိုသည်ထိအောင်ကောင်းတဲ့တရားတစ်ခု
ဘယ်လိုကောင်းလုံးလို့ဆိုစဉ်းစားကြည့်တယ်လောကလူတွေဟာအဝတ်စားဝတ်ကြတယ်မိမိတို့ဝတ်စားတဲ့ဒီဇိုင်းသို့မဟုတ်နော်အသွေးအရာအစင်တစားတစ်ခုဝတ်တယ်ဆိုတာကလေးဝတ်တဲ့အစင်ကတစ်မျိုးလူလက်ပိုင်းဝတ်တဲ့အစင်ကတစ်မျိုးလူကြီးတွေဝတ်တဲ့အစင်ကတစ်မျိုးလူကြီးဝတ်တဲ့အစင်ကိုကလေးလေးဝတ်ရင်ဒီကောင်လေးကယူးကြောင်ရောင်နဲ့တူပါတဲ့အဖိုးကြီးစင်ကြီးအဖွားကြီးစင်ကြီးဝတ်ထားတယ်ဆိုပြောခံပါပဲနော်တခါအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကကလေးတွေဝတ်တဲ့အဝတ်မျိုးဝတ်ထားပြန်လို့ရှိရင်အေးဒီဖိုးကြီးကလည်းသေကနီးမှတငယ်ပြန်နေတာလို့ပြောခံရမှာပဲပြောခံရမှာဆိုလိုတာကအဝတ်အစားဆိုတာသူ့အရွယ်နဲ့သူဆင်မရင်တယ်နော်အရွယ်မရွေးရင်တာမဟုတ်ဘူးကိုကျင့်သီလကြတော့အဲ့လိုမဟုတ်ဘူးတဲ့ကလေးလေးကစောင့်လဲအော်တော်လိုက်တာကလေးပေါက်စားလေးသီလတွေလုံးကျုံပါပြီတဲ့ချီးမွမ်းခံရလူလိုက်ပိုင်းကစောင့်ရှောက်ရင်လဲအော်တော်လိုက်တာပျော်ပါတဲ့အရွယ်မှာအပျော်ပါးတွေလျှော့ပြီးသီလဆောင်ပေါ်ရပါပြီတဲ့အသက်အရွယ်ကြီးတဲ့အခါလဲအော်ခုံဒီရှိလာပါပြီတဲ့အသက်အရွယ်နဲ့လိုက်အောင်ကိုချင်းသီလတွေကောင်းပါပြီတဲ့ဆိုပြီးဟောသီလဆိုတဲ့အဆင့်တစားကြတော့လူတိုင်းကလက်ခံပြီးအရွယ်မရွေးချီးမွမ်းပွဲရနေတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုချင်းသီလဆိုတာအိုဒီထီအောင်ကောင်းတယ်လို့ဒီလိုဟောတာအဲ့ဒီကိုချင်းသီလနဲ့ပြည့်စုံတာဟာလူရဲ့တန်ဖိုးပဲအသက်တရားရှည်ပေမဲ့လို့ကိုချင်းသီလမရှိဘူးဆိုရင်တန်ဖိုးမရှိဘူးတနေ့တရက်တင်အသက်ရှင်ပေမဲ့လို့ကိုချင်းသီလနဲ့အသက်ရှင်မယ်ဆိုရင်ချီးမွမ်းတိုက်ပါပြီတယ်လို့အဲ့ဒါလို့ကိုချင်းသီလကိုမြင့်တင်ပြီးတော့မြတ်စွာဘုရားဟောထားသာသနေကုလပုဒ္ဒနာပဋိဋ္ဌာနတ္ထိယံဝိတံလောကမှာသာသနာမှာကိုချင်းသီလဖယ်လိုက်လို့ရှိရင်ယတ္တိယဆိုမရှိနိုင်ဘူးဒါကြောင့်မို့ကိုချင်းသီလပေါ်မှာတီမအလုံးကုန်သီးတွေအကုန်တီးဒီလိုဆိုရယ်လောကမှာရနိုင်တဲ့ကုသိုလ်ကောင်းမှုတွေမှန်သမျှကိုချင်းသီလရှိမှရတယ်တန်ဖိုးရှိတဲ့ရှင်သေးစီဟာသင်္ကေရွှေခွက်မှသာရှိတယ်ဆိုတာလိုပဲတည်နိုင်တယ်ဆိုတာလိုပဲကုသိုလ်ကောင်းမှုတွေဖို့တန်တဲ့ကုသိုလ်ကောင်းမှုတွေမှန်သမျှကိုချင်းသီလရှိမှကိုချင်းသီလမရှိဘူးဆိုလို့ရှိရင်နော်ဘာနဲ့တူတော့ဆိုရင်ခြေမလုံးနဲ့အိုးထဲမှာရေထည့်တယ်လို့ပဲဖြိုကျသွားမှာပဲဒါမှမဟုတ်ကိုချင်းသီလဟာလွန်တမှုရှိတယ်လို့ကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ဒီလိုဟောတာမြတ်စွာဘုရားကိုချင်းသီလကိုတမှုထုံးပြီးဟောတယ်အဲ့ဒါလို့သီလနဲ့ပတ်သက်တဲ့သီလကထာစကားမျိုးတွေကဘယ်လိုပုဂ္ဂိုလ်တွေကမှနှစ်ချိုက်ပြီးဘယ်လိုပုဂ္ဂိုလ်ကမနှစ်ချိုက်တုံးဆိုသီလမရှိတဲ့ပုဂ္ဂိုလ်နာသွားပြီးတော့သီလအကြောင်းတွေပြောမယ်ဆိုမယ်ဆိုလို့ရှိရင်နော်ဒုသီလတသီလကထာဒုက္ခထာသီလမရှိတဲ့ပုဂ္ဂိုလ်ကိုသီလနဲ့ပတ်သက်တဲ့စကားသွားပြောလို့ရှိရင်ဒုက္ခထာစကားကောင်းမဖြစ်ဘူးအဲ့တော့ဘယ်လိုပုဂ္ဂိုလ်မှစကားကောင်းဖြစ်တော့ဆိုရင်သီလဝန္တတသီလကထာဒုက္ခထာသီလရှိတဲ့ပုဂ္ဂိုလ်ရှေ့မှာသီလနဲ့ပတ်သက်တဲ့စကားပြောမှစကားကောင်းဖြစ်တယ်။ဘာကြောင့်လဲဆိုရင်သီလမရှိတဲ့ပုဂ္ဂိုလ်ကသီလနဲ့ပတ်သက်တဲ့စကားပြောရင်သူစိတ်တူတယ်။မလိုချင်ဘူးမနှစ်သက်ဘူးမကြိုက်ဘူး။သီလရှိတဲ့ပုဂ္ဂိုလ်ကျတော့သီလအကြောင်းချီးမွမ်းပြောကြားလို့ရှိရင်သူကိုယ်တိုင်ပြည့်စုံတဲ့သီလဆိုတော့အဲ့ဒါမှတန်ဖိုးထားပြီးသီလရှိတဲ့အကြောင်းပြောတဲ့သီလကထာစကားကိုနားထောင်ပြီးသူ့မှာပီတိတွေဖြစ်ရတယ်။ဒါကြောင့်မို့လို့သူ့အတွက်ကတော့စကားကောင်းပဲဒီလိုဆိုတာပေါ့နော်အေးဒါကြောင့်မို့မြတ်စွာဘုရားကသီလကထာဆိုတဲ့သီလရှိတဲ့စကားသီလအကြောင်းပြောခြင်းတယ်ဆိုလို့ရှိရင်လည်းသီလရှိတဲ့ပုဂ္ဂိုလ်ကိုပဲပြောပါသီလမရှိတဲ့ပုဂ္ဂိုလ်ကိုတော့မပြောပါနဲ့တော့ပြောလို့ရှိရင်စကားကောင်းမဖြစ်ဘူးကိုပြောတဲ့စကားအဆုံးသတ်ခြင်းမှလည်းတတ်မယ်အပြစ်ပြောခံရခြင်းလည်းဖြစ်ခံမယ်ဒီလိုဆိုလိုတယ်ပေါ့နော်အေးဒါကြောင့်မို့လို့လူနဲ့စကားဟာအခုလိုပိုင်းခြားပြီးတော့မှတ်သားပြီးစကားဆိုတာစကားကောင်းဖြစ်အောင်ပြောရမယ်ဒီလိုဆိုတာဟောနောက်တစ်ခုကတုတ္တကထာ
သုတ္တကထာဘောဓုတ္တရဲ့တန်ဖိုးတွေကိုပြောတာသုတ္တဝုထောဘောဓုတ္တဆိုတဲ့လက်နဲ့ကင်ဆောင်ထားတဲ့ပုဂ္ဂိုလ်ဟာအကုသလံပဇယတိကုသလံဘာဝေတိသာဝိသံပရိဝိစေတိအနဝိသံခဏတိတိသုတ္တဆိုတဲ့အကြောင်းမြင်ဘောဓုတ္တလက်နဲ့ကင်ဆောင်ထားတဲ့ပုဂ္ဂိုလ်တရားမှာအကုသိုလ်ကိုဖယ်လှန်နိုင်ပြီးကုသိုလ်တရားတွေကိုရယူနိုင်တယ်အပြစ်ကင်းတာတွေကိုရှောင်ကျဉ်ပြီးတော့အပြစ်ကင်းတဲ့တရားတွေကိုရယူနိုင်တယ်သုတ္တဆိုတာအမှန်တမ်းအရေးကြီးတယ်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိပြီးသုတ္တရှိတဲ့ပုဂ္ဂိုလ်ဟာကောင်းတာလို့သာရအောင်ယူနိုင်တဲ့စွမ်းရည်တတ်တည်ရှိတယ်ဒါကြောင့်မို့လူတိုင်းသုတ္တဆိုတာရှိရမယ်သုတ္တနဲလို့ရှိရင်ဘာဖြစ်လဲအပတုတ္တယံပုရိသောပလိပတ်တော်ဝစီရတိမြတ်စွာဘုရားသုတ္တမရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီအလုံးမလုံးနိုင်လို့လွတ်ထားတဲ့နွားကြီးခြုံနေမြက်တွေစားရင်ကနေပြီးတော့ခန္ဓာကိုယ်ကြီးဝါနေနော်ပလိပတ်တော်ဝစီရတိဘေးမဲ့လွတ်ထားတဲ့နွားကြီးဟာအလကားသာအသာတိုးပြီးမန္တာနိတတ္တဝဋ္ဌန္တိပညာတတ္တနာဝတ္တိအသားတွေသာတိုးပြီးတော့အသိပညာမတိုးဘူးတဲ့ဒါကြောင့်မို့လို့သုတ္တရှိအောင်လုပ်ရမယ်သုတ္တမရှိဘူးဆိုလို့ရှိရင်တော့ကောင်းကျိုးချမ်းသာတွေရမှာမဟုတ်ဘူးအသိပညာတွေတိုးမှာမဟုတ်ဘူးလို့ဒီလိုဟောတာအဲ့ဒီသုတ္တကထာနဲ့ပတ်သက်လာလို့ရှိရင်သုတ္တမရှိတဲ့ပုဂ္ဂိုလ်ကိုဥပမာမဲ့စာမတတ်တဲ့ပုဂ္ဂိုလ်သွားပြီးတော့စာစကားပြောမယ်ဆိုရင်ရံဖြစ်ခြင်းနဲ့ရံဖြစ်မှာပဲနားထောင်ခြင်းမှလည်းနားထောင်မှာပဲဒီလိုဆိုလိုတာပဲသုတ္တဆိုတဲ့စာစကားပိစကားပြောတာဟာစာတတ်တဲ့ပုဂ္ဂိုလ်ပြောပါမှသူကဒါဟာလက်ခံပြီးတော့သူကျင့်တတ်တဲ့စကားဖြစ်လို့စကားကောင်းဖြစ်တယ်ဒါကြောင့်မို့အပ္ပသုတ္တသသုတ္တကထာဒုက္ခထာသုတ္တမရှိတဲ့ပုဂ္ဂိုလ်ချာနာသွားပြောတဲ့သုတ္တကထာဟာစကားကောင်းမဖြစ်ဘူးတဲ့ဘဟုသုတ္တသသုတ္တကထာသူကထာဘဟုသုတ္တရှိတဲ့ပုဂ္ဂိုလ်ပြောမှဒီသုတ္တကထာဆိုတဲ့သုတ္တနဲ့ပတ်သက်တဲ့စကားဟာစကားကောင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုရှင်းပြတာနော်ဒါကြောင့်မလို့ဒီနေရာမှာလည်းပဲလူနဲ့စကားခွဲခြားပြီးတော့သိဖို့လိုတယ်စာစကားပေစကားပြောကြလို့ရှိရင်ဘုဒ္ဓတရှိတဲ့လူအချင်းချင်းပဲပြောရလုံးဝသုတ္တမရှိတဲ့ပုဂ္ဂိုလ်ကြားသွားမပြောနေနဲ့ချီးမွမ်းခံရမှလည်းမဟုတ်ဘူးနှစ်သက်ကျင့်တတ်မှုကိုလည်းရမှာမဟုတ်ဘူးလို့ဒီလိုဆိုလို့လည်းပေါ့နောက်စကားတစ်ခုကတော့စာကကထာလို့ခေါ်တယ်လူရေးတန်းရေးနဲ့ပတ်သက်တဲ့စကားလူရေးတန်းရေးနဲ့အိမ်မှာနေတယ်ဆိုလို့ရှိရင်နှမျောဝန်တုံမှုဆိုတဲ့မစ္စရိယတရားကိုဖယ်ရှားပြီးတော့ပေးဖို့ကံဖို့အစဉ်သင်းဖြစ်နေတဲ့မௌဒ္ဒစာကီလွတ်လွတ်ကျွတ်ကျွတ်စွန့်ကြဲတိုင်းယာစယောဟောတောင်းတဲ့ပုဂ္ဂိုလ်တွေအတွက်နော်တောင်းလို့လွယ်ကူတယ်ပယတပါဏိလက်ဟာပေးဖို့ကံမှုအတွက်အစဉ်သင်းဆေးကြောထားသလိုဖြူစင်တဲ့လက်ရှိသူဖြစ်တယ်လို့စာကားနဲ့ပတ်သက်ပြီးတော့နော်စွန့်ကြဲပိကံလူဒဏ်တဲ့ပုဂ္ဂိုလ်ရဲ့လက်ဟာအရာခသိန်းကိုရယူနိုင်တဲ့စွမ်းရည်တတ်ရှိတဲ့လက်ဖြစ်တယ်နော်အဲ့ဒါကြောင့်မို့လို့စွန့်ကြဲပိကံလူဒဏ်ခြင်းဆိုတာဟာအလွန်တန်ဖိုးရှိတဲ့ကုသိုလ်တစ်မျိုးပဲလို့မြတ်စွာဘုရားကစာကားနဲ့ပတ်သက်ပြီးတော့ဒီလိုချီးမွမ်းစကားပြောတယ်ဒီကနေ့ခေတ်ချမ်းသာကြွယ်ဝနေကြတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်လုံးကစာကားလို့ဆိုတဲ့စွန့်ကြဲမှုတွေကိုပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေနတ်ပြည်ရောက်ပြီးနတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလည်းစာကစွန့်ကြဲမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးပဲအလွယ်တကူကြွယ်ဝချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်လေဒါကကိုကြိုးစားလို့ကိုချမ်းသာတာပါလို့တချို့ကပြောကောင်းပြောလိုက်ပဲသို့တော့စဉ်းစားကြည့်လေကိုကြိုးစားလို့ကိုရတယ်ဆိုတာမရှိဘူးမဟုတ်ဘူးရှိတယ်သို့တော့လူတွေကြည့်လူဘဝဝင်လာတဲ့အချိန်မှာတယောက်နဲ့တယောက်မတူဘူးတယောက်ကဆင်းရဲတဲ့မိသားစုတွေကြောင့်သွားမွေးတယ်တယောက်ကချမ်းသာတဲ့မိသားစုတွေမှာသွားမွေးတယ်ဘာဖြစ်လို့ဒီလိုဖြစ်ရလဲဆင်းရဲတဲ့မိသားစုတွေသွားမွေးတဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးကစာကဆိုတာမလုပ်ခဲ့တာပေါ့ချ
မ်းသာတဲ့မိသားစုတွေသွားပြီးတော့လူဖြစ်တဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးကလူမှုတမ်းမှုဆိုတဲ့စာကားတရားကြိုးစားအထောက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့ဒါကြတော့ကိုလုံးလို့ရတာမဟုတ်ဘူးနော်ကံတရားကနေခွဲခြားပြီးတော့ပို့တယ်လုံးလို့ကိုယ်တိုင်ရွေးရမယ်ဆိုရင်ချမ်းသာတဲ့မိဘပဲရွေးမှာပေါ့လူတိုင်းဟာတဲကုတ်သေးပဲရွေးမလဲတိုက်ပေါ်ပဲရွေးမှာပေါ့သို့တော့အဲ့လိုလုံးလို့ရလားဆိုမရဘူးကံကနေပြီးတော့စီမံဖန်တီးပေးလိုက်တဲ့အတိုင်းဆင်းရဲတာတို့ချမ်းသာတာတို့ဒီလိုဖြစ်တယ်ပေါ့ဒါကြောင့်မို့စာကားနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်လောကမှာစာကားဆိုတဲ့တရားဟာကောင်းကျိုးချမ်းသာတွေပြည့်ဝပြီးစိစိတ်ဥစ္စာကြွယ်ဝခြင်းကိုဖြစ်ပေါ်စေတတ်တယ်လို့စာကားလူမဲ့တန်းမဲ့လူတတ်တန်းတတ်တဲ့ပုဂ္ဂိုလ်တွေကိုအခုလိုစာကားကထာနဲ့ပတ်သက်ပြီးတော့ချီးမွမ်းပြောကြအဲ့ဒါလို့ချီးမွမ်းပြောကြတဲ့အခါမှာမစ္စရိတစာကားကထာဒုက္ခထာနှမျောဝန်တုတတ်တဲ့ပုဂ္ဂိုလ်ကိုစွန့်ကြဲဖို့ဆိုတာမျိုးသွားပြောလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့သူကမှမပေးခြင်းမကမ်းခြင်းမလှူခြင်းနှမျောဝန်တိုးနေတာဖြစ်တော့လှူရေးတန်းရေးကိုလာပြောမယ်ဆိုရင်သူကရန်ဖြစ်မှာပဲကျင့်တတ်မှာမဟုတ်ဘူးဒါကြောင့်မို့စာကားကထာဟာလူတိုင်းအတွက်စကားကောင်းမဖြစ်ဘူးတဲ့ဘယ်လိုပုဂ္ဂိုလ်များစကားကောင်းဖြစ်တော့ဆိုရင်စာခဝတ္တောစာကားကထာဒုက္ခထာလူလို့တန်းလို့အမြဲတမ်းရေရောပြီးလူလေးတန်းလေးဝါသနာကြီးတဲ့ပုဂ္ဂိုလ်ကိုလူရေးတန်းရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့သူလူခဲ့တဲ့စာကတမ္ပရာဆိုတဲ့ဒီကိုချင်းတရားသူလုပ်ခဲ့တဲ့စာကတရားကိုသူကအာယုပြုတ်ပြီးတော့ပီတိတွေဖြစ်တယ်ပမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုတွေဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်ပြောမှစာကားကထာဆိုတဲ့စကားဟာစကားကောင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာပေါ့ဟောနောက်ဆုံးတစ်ခုကတော့ဘာလဲပညာကထာအသိပညာရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးပြောကြတယ်ပညာဟိတ္ထလောကသမေလောကမှာပညာဟာအကောင်းဆုံးပဲဟောပညာသမားတွေကပညာကိုတန်ဖိုးထားဥစ္စာရဏနဲ့ပညာဘယ်ဟာကကောင်းတယ်ဘယ်ဟာကပိုကောင်းတယ်လို့မေးတဲ့အခါဥစ္စာကပိုကောင်းတယ်လို့ပြောတဲ့လူရှိတယ်ပညာပိုကောင်းတယ်လို့ပြောသီရိမန္တဆက်မှာမောဟသထာနဲ့ကျန်တဲ့အမတ်ကြီးတွေဆွေးနွေးပြောကြတဲ့အခါမှာမောဟသထာကပညာဟာတန်ဖိုးရှိတယ်လို့ပြောတယ်ကျန်တဲ့အမတ်ကြီးတွေကပညာတဲ့ပိုတန်ဖိုးရှိတာကပီရိလို့ဆိုတဲ့ဓနကုံယာရုကုံတွေကပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုပြီးတော့ပြောကြတယ်နောက်ဆုံးတော့ပညာကတန်ဖိုးရှိတယ်ဆိုတာကိုလက်ခံလိုက်ရဘာဖြစ်လို့တော့ဆိုရင်လောကမှာပညာအရှိဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားလောကပညာအရှိဆုံးပုဂ္ဂိုလ်ဖျားပြီးလို့ရှိရင်ပထမနေရာရတဲ့ပုဂ္ဂိုလ်ကဘယ်သူတော့ဆိုရင်တကုရှင်မဟုတ်ဘူးပညာရှိတဲ့ရှင်သာရိပုတ္တရာလိုအသိပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်မျိုးဟာဖျားပြီးရင်ပထမနေရာမှာရတဲ့ပုဂ္ဂိုလ်တဲ့ဒါကြောင့်မို့လို့လောကမှာပညာဟာအမတန်မှတန်ဖိုးရှိပညာနရဏံယတနံအသိပညာဟာလူတို့အတွက်ယတနာပါပဲလို့ဒီလိုပညာကိုတန်ဖိုးထားပြီးတော့လူလောကမှာလည်းကြည့်တယ်ပညာကိုတန်ဖိုးထားပြီးတော့ပြောကြလူလောကမှာကြည့်မွေးလာတဲ့ကြိုင်နဲ့လူတွေဟာမလုပ်ကြပညာရှာကြပညာသင်ကြမိသားစုတိုင်းမိမိတို့သားသမီးတွေကိုအကြောင်းပို့ကြဘာလို့ဖို့လဲပညာရှာဖို့အဲ့ဒီပညာလောကီပညာတော်မှအင်းများကြိုးစားရတယ်ဆိုရင်ဒီတဲ့တမိုးရှိတဲ့လောကုတ္တရာပညာဆိုရင်မပြောနဲ့တော့ပညာရှိမှသူကအရာရာကိုခွဲခြားသိနိုင်တယ်ဆင်ញင်သုံးသပ်နိုင်တယ်ပညာမရှိတဲ့ပုဂ္ဂိုလ်တွေဟာဆင်ញင်သုံးသပ်နိုင်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဒီပညာနဲ့ပတ်သက်ပြီးတော့ချီးမွမ်းပြောကြတဲ့အခါမှာလည်းပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကိုပညာအကြောင်းသွားပြောလို့ရှိရင်စိတ်ဆိုးတယ်သူတို့ကဘာဖြစ်လို့လဲသူ့မှာပညာမှမရှိတာဒါကြောင့်မို့လို့ဒုပညာတပညာကထာဒုက္ခထာပညာမရှိတဲ့ပုဂ္ဂိုလ်ကိုပြောတဲ့ပညာနဲ့ပတ်သက်တဲ့စကားဟာစကားကောင်းမရှိဘူးတဲ့
ပညာဝတ္တောပညာကထာသူကထာပညာရှိတဲ့ပုဂ္ဂိုလ်ကိုပြောတဲ့ပညာနဲ့ပတ်သက်တဲ့စကားကမှစကားကောင်းဖြစ်တယ်ဟောစကားဟာဘလောက်ကောင်းတဲ့စကားပဲဖြစ်ဖြစ်ပုဂ္ဂိုလ်ကကောင်းမှပုဂ္ဂိုလ်စကားကောင်းဆိုတာဖြစ်တယ်ဆိုတာဒီသုတ်တံကဒီလိုမြတ်စွာဘုရားကဟောကြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပုဂ္ဂိုလ်ခွဲခြားပြီးတော့သိဖို့လိုတယ်။ပုဂ္ဂိုလ်၅မျိုးအကျဉ်းအချင်းခွဲခြားသိပဲဆိုရင်ဒီပုဂ္ဂိုလ်ဟာသရတရားရှိတဲ့ပုဂ္ဂိုလ်လားသရတရားမရှိတဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ဟာကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်လားမရှိတဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ဟာတုဒ္ဒရှိတဲ့ပုဂ္ဂိုလ်လားတုဒ္ဒမရှိတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ဟာနှမျောဝန်တိုတဲ့ပုဂ္ဂိုလ်လားစွန့်ကြဲမှုရှိတဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ဟာပညာမဲ့တဲ့ပုဂ္ဂိုလ်လားပညာရှိတဲ့ပုဂ္ဂိုလ်လားဆိုတာခွဲခြားသိပြီးတော့တရားနဲ့ပတ်သက်တဲ့စကားသီလနဲ့ပတ်သက်တဲ့စကားစာတုဒ္ဒနဲ့ပတ်သက်တဲ့စကားစာကနဲ့ပတ်သက်တဲ့စကားပညာနဲ့ပတ်သက်တဲ့စကားကိုသီလတရားရှိသူသီလရှိသူတုဒ္ဒရှိသူစာကရှိသူပညာရှိတဲ့ပုဂ္ဂိုလ်မျိုးပြောမှသာလျှင်စကားကောင်းဖြစ်တယ်တဲ့အဲ့ဒါလို့မဟုတ်ဘဲနဲ့တခြားပုဂ္ဂိုလ်သွားပြောလို့ရှိရင်စကားကောင်းမဖြစ်ဘူးလို့မြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်ကိုနာယူမှတ်သားကြဖို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒုက္ခထာသုတ်လံမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်ဟာမိမိတို့ရဲ့နေ့စဉ်ဘဝမှာကိုပြောတဲ့စကားသည်တန်ဖိုးရှိတဲ့စကားတစ်ခုဖြစ်ဖို့ရာအတွက်လူနဲ့စကားခွဲခြားပြီးတတိထထဖို့အရေးကြီးတယ်ဆိုတာကိုနာယူမှတ်သားကြပြီးမိမိပြောတဲ့စကားသည်စကားကောင်းပင်ဖြစ်တော်လဲနာယူတဲ့ပုဂ္ဂိုလ်ကကောင်းမှမိမိပြောတဲ့စကားဟာစကားကောင်းဖြစ်တယ်လူတိုင်းအတွက်စကားကောင်းမဖြစ်ဘူးဆိုတာကိုတတိထားပြီးပြောရေးဆိုတာနဲ့ပတ်သက်ပြီးလိမ္မာရေးချရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံခြင်းမဲ့ဩသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌သုခထာဝရအမြတ်จิตသာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလိုက်တာဝန္တာရွှေမျိုးဝမုံလူလျက်ကြည်နုွယ်ကြုံဖူးပွင့်ညာကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်ဟူသောယနန်တို့သည်ဘဝယံဒုကောင်းသောမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်တည်း